ပါကစ္စတန်နိုင်ငံအစ္စလာမာဘတ်မြို့မှာ20နာရီကြာပြုလုပ်ခဲ့တဲ့အမေရိကန်နဲ့အီရန်တို့ရဲ့အပိအခတ်ရပ်စဲရေးနဲ့နျူကလ িয়ার ဆိုင်ရာဆွေးနွေးပွဲဟာသဘောတူညီချက်တစုံတရာမရရှိဘဲပြီးဆုံးသွားခဲ့ပါတယ်။ဒုသမ္မတ JD Vance ကကျွန်တော်တို့ဘက်ကအလွန်ပြတ်သားတဲ့ကန့်လန့်မှုတွေလိုက်လျော်မှုတွေနဲ့ရိုးသားတဲ့စိတ်စေတနာကိုပြသခဲ့ပါတယ်။လက်ခံနိုင်တဲ့အချက်နဲ့လက်မခံနိုင်တဲ့အချက်တွေကိုလည်းရှင်းရှင်းလင်းလင်းချပြခဲ့ပါတယ်။ဒါပေမဲ့အီရန်ဘက်ကတော့ဒါကိုလက်မခံဖို့ဆုံးဖြတ်ခဲ့ပါတယ်လို့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။လက်ရှိမှာတော့အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာအိမ်ပြန်ဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။တစ်ဖက်မှာလည်းအီရန်သတင်းဌာနတွေကအမေရိကန်ရဲ့အတော်မသက်နိုင်တဲ့လောဘနဲ့ရီမန်းဆက်တွေကြောင့်သာဆွေးနွေးပွဲဟာသဘောတူညီချက်မရဘဲပြက်ပြားခဲ့ရတာဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်။အီရန်ကိုယ်စားလှယ်အဖွဲ့ကိုလွှတ်တော်ဥက္ကဋ္ဌကာလီဘက်ဖ်ကဦးဆောင်ခဲ့တာဖြစ်ပြီးအမေရိကန်ရဲ့နောက်ဆုံးအကြံပြုချက်တွေကိုလက်မခံနိုင်ကြောင်းပြသခဲ့တာပါ။အမေရိကန်ဒုသမ္မတ Vance ကတော့အမေရိကန်အနေနဲ့အီရန်ရဲ့ကစားကွက်တွေကိုအလျှော့ပေးမှာမဟုတ်ကြောင်းအခုလိုပြက်ပြက်သားသားပြောကြားခဲ့ပါတယ်။ရိုးရှင်းတဲ့အချက်ကတော့သူတို့အနေနဲ့နျူကလ িয়ার လက်နက်ကိုမရှာဖွေပါဘူးဆိုတဲ့ခိုင်မာတဲ့ကတိကဝတ်ကိုပြသဖို့လိုအပ်ပါတယ်။ဒါဟာသမ္မတကြီးရဲ့အဓိကပန်းနိုင်ဖြစ်တယ်လို့ကျွန်တော်တို့ဆွေးနွေးပွဲလုပ်ရတဲ့အကြောင်းရင်းလည်းဖြစ်ပါတယ်။အီရန်ရဲ့နျူကလ িয়ার စက်ရုံလေးဟာအရင်ကတိုက်ခိုက်မှုတွေကြောင့်ပျက်စီးသွားခဲ့ပြီးဖြစ်ပေမဲ့အဲ့ဒီလောက်နဲ့မလုံလောက်ဘူးလို့ Vance ကဆိုပါတယ်။သူကအခုတင်မဟုတ်ပဲရေရှည်အထွတ်ပါနျူကလ িয়ার လက်နက်မထုတ်ဖော်ပါဘူးဆိုတဲ့စိတ်ဆန္ဒမျိုးအီရန်ဘက်မှာရှိမရှိဆိုတာကိုပါမေးခွန်းထုတ်ခဲ့ပါတယ်။သမ္မတထရမ့်ရဲ့အစိုးရအဖွဲ့ဟာနောက်ဆုံးအဆင့်ကမ်းလှမ်းချက်ကိုတင်ပြခဲ့ပြီးဖြစ်လို့အီရန်ဘက်ကပြတ်သားတဲ့အဖြေမပေးနိုင်မချင်းဆွေးနွေးပွဲတွေဆက်ဖြစ်ဖို့မလွယ်ကူတော့တဲ့အခြေအနေမှာရှိနေပါတယ်။ဒီလိုဆွေးနွေးပွဲပြတ်ပြောင်းသွားမှုကြောင့်အရှိအလဲပိုင်းဒေသရဲ့တင်းမာမှုတွေဟာပုံမမြင်တတ်လာနိုင်ပြီးအပြစ်ရစဲရေးဟာလည်းစိုးရင်စရာအခြေအနေကိုရောက်ရှိသွားပြီဖြစ်ပါတယ်။